management ဆိုတာဘာလဲလို့ interview မှာမေးလာခဲ့တယ်ဆိုရင်ဘယ်လိုမျိုးဖြေမလဲစီမံခန့်ခွဲမှုလို့သွားဖြေမယ်ဆိုရင်တော့ interview မေးတယ်လို့သဘောကျမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ तू ကအဓိကသိချင်တာ definition ကိုသိချင်တာ management ဆိုတာစီမံခန့်ခွဲမှုဆိုတာတော့ तू လည်းသိတာပေါ့ definition ကိုသိချင်တာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီ management ရဲ့အတိတ်ပဲကိုနားလည်သွားအောင်ရယ်ပြီးတော့ရင်ကျွန်တော် interview ဖြေနိုင်အောင်ရယ်တကယ်ဟိုလုံးဝမသိသေးတဲ့လူတွေအတွက်ကိုဒီ management ဆိုတာဘာလဲဆိုတော့မျှဝေပေးမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့အောင်စီသူပါကျွန်တော်ကဒီ HR ဘဝသင်တန်းကျောင်းရဲ့ founder တယောက်ဖြစ်ပါတယ်။ဒီ HR ဘဝသင်တန်းကျောင်းမှာကျွန်တော် HR အခြေခံနေစပြီးတော့ manager level အထိကျွန်တော်ကိုယ်တိုင်သင်တန်းတွေအားလုံးကိုကျွန်တော်သင်နေတာဖြစ်ပါတယ်။ Okay အဲ့တော့ဒီနေ့ကတော့ဒါ management ကိုလိုရင်းတို့ရှင်းနဲ့နားလည်လွယ်သွားအောင်ကျွန်တော်တည်တင်တည်ထိုက်တရားလေးပြပြပေးပါမယ်။အဲ့တော့ပထမဆုံး management ဆိုတာဘာလုပ်တာလဲပေါ့နော်။အဲ့တော့ management ဆိုတဲ့ဒီစီမံခန့်ခွဲခြင်းကဘာလုပ်တာလဲဆိုတော့ဒီသတ်မှတ်ထားတဲ့ပန်းတိုင်တွေရှိတယ်ပေါ့နော်။အဲ့ဒီပန်းတိုင်တွေကိုအလုပ်တွေပြီးမြောက်အောင်လို့လှုပ်ဆောင်ရတာဖြစ်ပါတယ်။အဲ့လိုလှုပ်ဆောင်ရတဲ့အခါမှာဒီကိုယ်တိုင်တယောက်တည်းအဲ့လိုမျိုးလှုပ်တာထက်ကိုအဓိကကျွန်တော် 5M ဆိုတဲ့အဓိကဒီ resource တွေကိုအသုံးပြုပြီးတော့ဒီဟာတွေကိုအသုံးပြုပြီးတော့အလုပ်တွေကိုပြီးအောင်လှုပ်ဆောင်ရတာဖြစ်ပါတယ်အဲ့တော့ 5M ကဘာတွေလဲဆိုတော့ကျွန်တော်ရှင်းပြပေးပါမယ်ပထမဆုံး M က man ပါ man ဆိုတာဒီအလုပ်ကို manager တယောက်ဒီ management လုပ်မယ်ဆိုရင်သူ့အောက်မှာလူရှိတယ်လူကိုစီမံခန့်ခွဲရမယ်ဒုတိယ M ကကြတော့ machine မှာစက်ပစ္စည်းတွေကိုစီမံခန့်ခွဲရမယ်နောက် M တစ်လုံးကကြတော့ materials ကုန်ကျန်းတွေ resource တွေကိုစီမံခန့်ခွဲပြီးလုပ်ရမယ်နောက်တစ်ဘာတွေစီမံခန့်ခွဲရမလဲဆိုရင်တော့ကျွန်တော်တို့ method လို့ခေါ်တဲ့ဒီနီးလန်းတွေပေါ့နော်ဒီဟာတွေလည်းကျွန်တော်တို့ data လေးစနစ်တရားသုံးသပ်ဖို့လိုတယ်နောက်ဆုံးကတော့ money ပေါ့ပေးထားတဲ့ budget အတွင်းမှာအလုပ်ရမှာဖြစ်ပါတယ်အဲဒီတော့ management လုပ်တယ်ဆိုတာကအဲ့ 5M လို့ခေါ်တဲ့လူရဲ့စက်ပစ္စည်းရဲ့ကုန်ကျန်းရဲ့နီးလန်းတွေရဲ့ပတ်စံရဲ့ပေါ့နော် budget ရဲ့အဲ့ဒီဟာတွေကို data အသုံးပြုပြီးတော့အလုပ်တွေကိုပြီးအောင်လုပ်ဆောင်ရတာဖြစ်ပါတယ် data စီမံခန့်ခွဲပြီးတော့အလုပ်တွေပြီးအောင်လုပ်ဆောင်ရတာပေါ့နော်အဲ့လိုအလုပ်တွေကိုပြီးအောင်လုပ်ဆောင်ရတဲ့အခါမှာဒီ E နှလုံးကို data လေးမှတ်ထားဖို့လိုပါတယ်အဲ့ပထမ E ကတော့ကျွန်တော်တို့ effective ပေါ့နော် effectively ဖြစ်တာအဲ့တော့ effective ဆိုတာကကျတော့အလုပ်ပြီးမြောက်တယ်ဆိုရင်ဒါ effective ဖြစ်တယ်လို့ခေါ်တယ်နောက်ထပ် efficient ပေါ့နော် efficiency တို့ efficient ပေါ့အဲ့တော့ efficient ဖြစ်တယ်ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ဒီအလုပ်ကိုပြီးတာချင်းအတူတူကိုမှသူက resource နည်းနည်းလေးနဲ့ပေါ့နော်ဥပမာဆိုပါစို့ပတ်စံနည်းနည်းလေးနဲ့လူနည်းနည်းလေးနဲ့အချင်းကုန်ငွေကုန်တက်တက်တတာနဲ့အဲ့ဒီအလုပ်ကိုလုပ်နိုင်တာကို efficient ဖြစ်တယ်လို့ခေါ်တယ်အဲ့တော့ management ကိုလေ့လာတဲ့သူတွေကဒီ effective နဲ့ efficient သဘောတရားကိုနားလည်ဖို့လိုတာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်2ယောက်ရှင်းပြမယ်ပထမ manager တစ်ယောက်ကဒီအလုပ်ကိုလုပ်တဲ့အခါမှာပေါ့နော်လူ9ယောက်နဲ့ပတ်စံ10သိန်းသုံးတယ်အလုပ်တော့ပြီးသွားတယ်ဒုတိယတစ်ယောက်ကကျတော့လူကို2ယောက်ပဲသုံးတော့တယ်ပတ်စံ9သိန်းပဲသုံးတယ်ဒါဆိုရင်ဒုတိယတစ်ယောက်ကဒါ management ကောင်းတယ်လို့ပြောလို့ရတယ်ပြီးတော့သူ efficient ဖြစ်တယ်လို့လည်းပြောလို့ရတယ်ဘာလို့လဲဆိုတော့အလုပ်ပြီးတာချင်းအတူတူသူကလူနည်းနဲ့ budget နည်းနည်းနဲ့အလုပ်လုပ်နိုင်လို့ပေါ့နော်ဒါဆိုရင်ကျွန်တော်ပြန်ပြီးတော့အချုပ်ပြန်ပြောပေးပါမယ်အဲ့တော့ management ဆိုတာကပြည့်ပြည့်စုံစုံပြောရမယ်ဆိုရင်ခုန 5M ကိုအသုံးပြုပြီးတော့เนาะ 5M ကိုအသုံးပြုပြီးတော့ဒီအလုပ်တွေကိုထိရောက်နဲ့အချိန်ကုန်ငွေကုန်တက်တက်တတာနဲ့အလုပ်တွေကိုပြီးအောင်လုပ်ဆောင်နိုင်တာကိုဒါ management စီမံခန့်ခွဲမှုလို့ခေါ်ပါတယ်ဒါဆိုရင်တော့အဓိပ္ပာယ်ပြည့်စုံသွားပြီပေါ့နော်ဟုတ်ပြီအဲ့တော့ manager တယောက်အနေနဲ့ management လုပ်တဲ့အခါမှာတကယ် management ရဲ့ function အကြီးတွေကိုနားလည်ဖို့လိုပါသေးတယ်အဲ့ဒီဟာကတော့ POLC လို့ခေါ်ပါတယ်အဲ့တော့ပထမဆုံး P ကတော့ planning ပေါ့နော်အဲ့တော့ manager တယောက်ကလုပ်ပြီဆိုရင် management လုပ်တော့မယ်ဆိုရင်ပထမဆုံး plan တေချာဆွဲရပါတယ်အဲ့ plan မှာဘယ်နေ့အလုပ်ပြီးရမယ်ဘယ်လောက်ထိပြီးရမယ်ဘယ်သူတွေနဲ့လုပ်မလဲတိတိကျကျရှင်းလင်းအစီအစဉ်ရေးဆွဲရပါတယ်အစောကြီးက plan ကတေချာစနစ်တကျရေးမဆွဲထားဘူးဆိုတော့နောက်ကလူတွေကဘယ်လိုလိုက်လို့ရမှာမသိဘူးပေါ့နော်အဲ့တော့ကို manager ဖြစ်လာရင်အလုပ်တစ်ခုလုပ်ရင် plan ဆွဲရမယ်အဲ့လို plan ဆွဲပြီးသွားရင်ဒုတိယတစ်ဆင့်အနေနဲ့ O ကိုဆက်သွားရတယ် O ဆိုတာ organizing ကိုပြောတာပေါ့နော် organizing ဆိုတာဒီ plan ကိုလုပ်ဖို့အတွက်လူဘယ်နှယောက်လိုသလဲဘာတာဝန်တွေပေးမှလဲเนาะဘယ်လိုအာဏာတွေပေးမှလဲဘယ်လိုဖွဲ့စည်းမှလဲဆိုတဲ့ဟာတွေကိုထပ်ပြီးတော့စီစဉ်ဆောင်ရွက်ရပါတယ်ဟုတ်ပြီ plan လဲဆွဲပြီးသွားပြီဒီမှာအလုပ်လုပ်မဲ့အသင်းအဖွဲ့ team တစ်ခုပေါ့เนาะအဲ့ဒါကိုလည်း organizing လုပ်ပြီးသွားပြီဆိုရင်เนาะနောက်ထပ် A ကကြတော့ leading မှာleading ဆိုတာကြတော့ဦးဆောင်ပြီးတော့လုပ်ရမှာပေါ့เนาะအဲ့တော့ဒီ manager တယောက်ကဒီအသင်းအဖွဲ့เนาะဒီ organizing လုပ်ထားတဲ့အဖွဲ့ကိုဘယ်လိုမျိုး leadership ပုံစံနဲ့ဦးဆောင်မှာလဲဆိုတဲ့ဟာကိုလည်းကျွန်တော်တို့ကဒီတင်လျောက်ပတ်အောင်လှုပ်ဆောင်ဖို့လိုတယ်နောက်ထပ်ကိုကဦးမဆောင်နိုင်ဘူးဆိုရင်ဒီထက်တယောက်ကိုကျွန်တော်တို့က leader အနေနဲ့ပေးရမယ်ပေါ့နော်ဒါကြောင့်မလို့ဒီမှာ leading ဆိုတဲ့အဆင့်ကိုသွားရမယ်ဒီနှစ်ဆင့်ပြီးရင်တော့ကျွန်တော်တို့သွားလို့အလုပ်တော့လုပ်လို့ရသွားပြီပေါ့နော်ဒီ manager တယောက်နေတယ်ဒါပေမဲ့အားလုံး manager တွေအားလုံးသတိထားဖို့ကနောက်ဆုံး C ကိုမမေ့ဖို့လိုတယ်နောက်ဆုံး C ကကြတော့ဗာလဲဆိုတော့ controlling ဖြစ်ပါတယ်အဲ့တော့အရှိမ plan လုပ်ပြီးသွားပြီ organizing လုပ်ပြီးသွားပြီ leading ဦးဆောင်ပြီးလုပ်တော့လို့ပြောလိုက်ပြီးသွားရင်ဒီတိုင်းလွှတ်ထားလို့မရဘူးပြန်ပြီးတော့ controlling ပြန်လုပ်ရမှာပါမယ်ပေါ့နော်ဒါကြောင့်မလို့အားလုံးလဲဒီ manager တွေ report ပို့တယ်ဆိုတာအဲ့ဒါ manager တွေကဒါကိုဒါ
controlling လုပ်နေတာပေါ့နော်ကိုလောက်တာတွေမှားလားမှန်လားဆိုတာသူတို့သိအောင် controlling လုပ်နေတာဖြစ်ပါတယ်အဲ့တော့နောက်ပိုင်းဒီ HR နဲ့ပတ်သက်တဲ့စာအုပ်တွေမှာဖတ်ကြည့်ရသလောက်တော့တချို့နောက်ပိုင်းဆရာတွေကဒီ POLC လို့ခေါ်တယ် planning organizing ပြီးတော့ leading ပြီး controlling ပေါ့နော်အဲ့ဒီကြားထဲမှာသူက S ဆိုတဲ့ staffing ကိုထည့်လာတယ်ပေါ့နော်ဆိုလိုချင်တာ PO နဲ့ AC နဲ့ကြားထဲမှာပေါ့နော်အဲ့တော့ဆိုလိုချင်တာ organizing လုပ်လိုက်လို့လူမလုံလောက်ဘူးဆိုရင်အဲ့ဒီမှာ staffing လို့ခေါ်တဲ့ဒီဝန်ထမ်းရှာဖွေခန့်ထားခြင်းကလည်းဒီထဲမှာပါတယ်ဆိုပြီးတော့ထည့်ထားတယ်ပေါ့နော်ဒါကတော့ HR ရဲ့အလုပ်ဆိုပြီးတော့ဒါတချို့ HR စာအုပ်တွေမှာဟို POLC ရဲ့ကြားထဲမှာ S လေးတစ်လုံးထည့်လာတာမျိုးတွေလည်းရှိရပါတော့။ Okay ဒါဆိုရင်တော့ဒီနေ့ဒီဗီဒီယိုလေးမှာတော့ဒါ management ရဲ့သဘောတရား management ရဲ့ definition ကိုအတူအကောက်လေးပေါ့နော်လုံးဝအခြေခံမရှိတဲ့သူတွေအတွက်နားလည်သွားမယ်လို့ထင်ပါတယ်။เนาะဒီအခြေခံမရှိတဲ့လူတွေအတွက်အကျိုးရှိသွားတယ်ဆိုရင်လည်း yes လို့ရေးခဲ့ပေးပါ။เนาะတည်ပြီးသားသူတွေကတော့ကြော်သွားလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်